အခုကျွန်တော်တို့စနမ်းလွန်ကြီးကစားဖို့ပေါ့ညသွားနေတာပေါ့နော်ဆမ်မြက်တနရောအေးယူလိုက်ဆမ်မြက်တငယ်ချင်းပေါ့နော်ပြီးရင်ဆမ်မြက်တငယ်ချင်းရဲ့အဖေမရှိပါတယ်ပြီးပြီဆိုရင်ဒီနားမှာပေါ့နော်ကျွန်တော်တို့အုပ်စုလိုက်သွားကြပါတယ်ခင်ဗျโอเคစနမ်းမြေရောက်ဖို့အတွက်ပြအခုကျွန်တော်တို့ဒီနားမှာကားပေါ်မှာရောက်ရှိတာပေါ့ကားချက်နေတယ်မကြည့်ပါဘူးကားလည်းချက်တယ်လူတွေတအားများတာပေါ့နော်နေရာကြီးမရောက်သေးဘူးဒါမြက်ဖရနေရာပေါ့စနမ်းမလုံးလို့ခေါ်ပါတယ်ခင်ဗျမိုးလဲရွာနေတယ်မလူတွေအများကြီးပဲကာတာချက်တာပေါ့နော်နားမှာကြည့်ပါဦးပြန်တဲ့လူလည်းပြန်ပေါ့နော်ကဆဲမလဲကားပေါ်နဲ့ဆင်းလာပြီဒီနားမှာကျွန်တော်လိုင်းကားလေးငားလာတာပေါ့နော်ကျွန်တော်တို့ကားဝင်လို့မရဘူးလူတွေများတယ်ဆိုတော့ကျွန်တော်တို့ကားမှာမစောင့်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့အခုလိုင်းကားလေးငားလာပါတယ်သူကားပေါ်မှာသူတငယ်ချင်းလဲပါတာပေါ့နော်ဆမ်က YouTube လေးမတင်တာလဲကြာပြီဆိုတော့နော်ဆမ်နော် sorry ပါအားလုံးကတောင်းပါပါတယ်โอเคကျွန်တော်တို့မှာကွင်းကြီးရောက်မှကျွန်တော်တို့တွေ့ကြတာပေါ့နော် let's go ဟုတ်ကဲ့ပါအခုကျွန်တော်တို့ကမစောင့်နိုင်တော့ကားပေါ်မှာဒါရှိလို့မစောင့်နိုင်တော့ပြအခုကျွန်တော်လိုင်းချောင်းမှာကျွန်တော်ထွက်လာပြီကားပေါ်ကနေဆင်းမှကျွန်တော်လိုင်းချောင်းလိုက်တာပေါ့နော်အဲ့မှာဆမ်လေးကျွန်တော်လိုင်းချောင်းသွားမယ်သူတို့လည်းနောက်မကြည့်ကျွန်တော်တို့အဖွဲတစ်ဖွဲဟောမှာရှိမှာနောက်မကြည့်တော့သူတို့ပျောက်လိမ့်မယ်ကြည့်နေခဏနေရရင်နော်โอเคအခုကျွန်တော်တို့ဒီစနမ်းလွန်ရဲ့အထမ်းမှာအဝင်ပေါက်မှာရောက်နေပေါ့နော်အခုဆမ်ကတော့ပိုက်စားလို့တယ်ဒီမှာဝယ်စားနေပါတယ်လူချင်းတယ်ဒါဆမ်ပြတဲ့ငယ်ချင်းတွေရှိပါတယ်အခုကျွန်တော်တို့ကောလုံးဒီနားမှာလာလေကြတာပေါ့နော်ညတကြံပေါ့နော်စနမ်းလွန်ပေါ့မြတ်ဖရားပေါ့နော်ထိုင်းနိုင်ငံရဲ့မြတ်ဖရားမှာပေါ့ကျွန်တော်တို့ခုလာလဲနေကြပါတယ်ခင်ဗျ YouTube မတင်တာလဲကြားပြီဆိုတော့အားလုံးကိုတောင်းပါပါတယ်โอเคကျွန်တော်တို့ထဲဝင်ပြန်တွေ့ကြမှာနော်အခုကျွန်တော်တို့အဝင်ပေါက်ရောက်နာမှာအဝင်ပေါက်မှာရောက်နေပြီလူတွေအများကြီးပဲဗျာခါတိုင်းဆိုရင်ဒီနားမှာစစ်ရှိတယ်ဒီနေ့စစ်လာမစစ်လာတော့မသိဘူးပေါ့နော်ကဲကျွန်တော်တို့ထဲဝင်ကုန်ပြီဒီမှာကျွန်တော်လူတွေပေါ့နော်ဆမ်ရဲ့တနဩတနမပါလာကားပေါ်မှာတော့ပါလာโอเคတော့โอเคတော့ခွဲရောကဲကျွန်တော်တို့အထဲဝင်ပြီနော်အထဲဝင်ပြီအထဲရောက်တော့မယ်ခဏနေတော့ကစားမယ်အထဲမှာရောက်မှကစားကြမယ်တွေ့ကြမယ်နော်အခုကျွန်တော်တို့အဝင်ပေါက်မှာပေါ့နော်ဒီနားမှာစစ်တာပေါ့ဒီမှာရေးထားတယ်ထန်ခေါက်ဆိုမှာဒီနားမှာထန်ခေါက်ဆိုမှရေးထားတာပေါ့နော်သူတို့တွေစစ်မှာပေါ့မြန်မာမပါရဘူးဟုတ်ထုတ် max pay မတောက်ပေါ့နော်အခုတို့အကုန်လုံးစစ်မှာပေါ့စစ်ပြီးမှကျွန်တော်အထဲဝင်ရမှာဖြစ်ပါတယ်ဗျာမဆမ်မဆမ်ကျွန်တော်ပြဖို့ရှိတယ်ဒီမှာကျွန်တော်တို့လူတွေပေါ့နော်တန်းစီနေတာခုအထဲဝင်ဖို့အတွက်အခုအထဲဝင်တာမနော်အထဲဝင်တာအကုန်လုံးစစ်တာပေါ့နော်ဒီမှာဝင်တဲ့လူတွေဒီချိန်အခုဘယ်နှစ်နာရီရှိပြီလဲဆိုတော့အခု9နာရီထိုးနေပါတော့အခု9နာရီရှိပြီ9နာရီဒီမှာကြည့်ပါဦးလူတွေနည်းနည်းတော့မဟုတ်ဗျာဒီမှာအခုမှဝင်နေကြတာပေါ့နော်အကုန်လုံးလူတွေကဒီမှာကျွန်တော်တို့လူတွေပါโอเคပါအခုကျွန်တော်တို့မကြခင်အဝင်ပေါက်ထဲဝင်တော့မှာနော်အဝင်ပဲရောက်နေပြီဗျအဝင်ပေါက်ထဲမှာလူတွေလည်းအများကြီးပဲဒီနားမှာโอเคရှိတယ်ကဲကျွန်တော်တို့လူတွေဝင်လာမှာနော်အကုန်လုံးစစ်ပါတယ်ဒီနားမှာကျွန်တော်တို့ဘက်သွားကြည့်မယ်ရှိုးစင်ဘက်သွားကြည့်မယ်ဘာတွေရှိမလဲမသိဘူးโอเคဒီထဲမှာတရေခန်းရှိတာပေါ့နော်ဝင်လို့ရတယ်ပတ်စံမပေးဘူး free ပဲပေါ့နော်ပတ်စံပေးစရာမလို
တာပေါ့နော်มันไอตัวเองไปก่อนไงไอแซมอยู่ฝั่งนี้เอาเว้ยเฮ้ยดีมากว่ะเฮ้ยโอ้ยรอบนี้มึงมาเป็นตูดเล่นเลยนะพี่ เฮ้ยเชี่ยทำไมเราต้องไปบ้านมึงไปเฮ้ยไปบ้านมึงกลับบ้านมึงไปจริงๆทุกคนมาแล้วอยากไปร้านอาหารกันมาเร็วมาเร็วเดี๋ยวล่ะแซมหมูเลยยวนเนี่ยအခုအိမ်ပြန်မလို့စောင့်နေတာပေါ့နော်ဒီမှာကြည့်ပါဦးအိမ်ပြန်ဖို့အတွက်လို့ကျွန်တော်စောင့်နေတဲ့ကားကိုလူတအားများတယ်ဗျ